နေရာကိုရတော့မှ fashion လေးပေါ့နော်ဒီလောက်ကျွန်မခံရဆက်ပေါ်နေရောဘာလို့ကဟူဒီလေးနဲ့လက်ထုတ်လိုက်မှာဒါပဲကျွန်မထုတ်လို့တော့အဲ့လိုတော်လေးဖိထည့်လိုက်ရတယ်ပြီးတော့ပေါင်းစပြန်တောင်းတော့မဖြစ်ရသေးအဆန်လည်းတန်တော့လို့ဟိုတွားတယ်ဒီမှာတိုင်တိုင်ကတော့မကြည့်လို့လည်းခက်ရအောင်နေနေနေပြီးဖြစ်နေတယ်ရှိတယ်ကိုကစနေတယ်နေငါလေးမဆက်တော့မရဘူးဒါလာဒီတော့ကျွန်တော်ဒီပတ်လို့လုပ်နေတာပြီးတော့ဘယ်လိုလဲအားကြည့်ဘူးလားအဲ့ဒါလို့ရှိတယ်ဒါကကျမတို့လီမင်းကိုသွားနေတာပါကောင်းကင်ကြီးကလှနေလို့ရိုက်ထားတော့ပေါ့နော်ဒါကျတော့ရောက်ခံနေနေပါပြီဒါပေမဲ့ရောက်သေးဘူးပါသေးတယ်ကျမတို့လီရင်ငွေကိုရောက်ပါပြီကာယမဲနေရစာနေတာပေါ့နော်ဒါမှအောက်ဆင်းလို့ရမှာပါရောက်တော့မှဆိုတော့မဲစပင်းလေးကိုဟိုနဲ့ဒီနဲ့ပြင်လိုက်တာပဲဖြစ်ပါတယ်ရောက်တာနဲ့ချက်ကင်လေးကိုလူတိုင်းနဲ့တွေ့တော့လာမရောက်ပါနဲ့အကြိုက်ပဲဆောင်းနေကြည့်နေတယ်တော့လောင်းချမစားပြီးတော့ဆောင်းနေတဲ့အချိန်လူမျိုးကနိုင်ပွဲမှာခဏစနိုင်နေတယ်ခိုင်တယ်တော့ခဏစနိုင်ပွဲရှိတယ်ဆိုတော့တနိုင်လောက်နေရအောင်နမ်းဖွဲ့ဒီကအစီအကြာကြီးရှောက်ဆောက်ရမှာပေါ့လေအမြန်နေရနေလာလိုက်တယ်ဆိုတော့ခဏပဲ9မိနစ်လောက်ကခဏပဲလူ10ယောက်လောက်ပဲတန်းစီပြနေတော့တယ်မမို့ဆိုင်အခုချိန်လာမှဒီလိုမချွေရဘူးအဲ့ဒါတကယ်ရပတ်စပို့နေကြတော့ဒါရေးဆောက်ရအောင်လေအဲ့ဒါဝင်နေရလေစားပြီးတောက်ပြီးပိုက်လဲတင်းပြီးဆိုတော့အချိန်ရလည်းမကြသေးဘူးဆိုတော့ပဲပြီးတာပဲဖြစ်ပါတယ်ခေါင်းကမဖီးရတာနှစ်3000လောက်ရှိပါပြီပြီးတော့နှခမ်းလေးနဲ့ခါဆိုပါမယ်ဒါမှလူနာရုံမပေါင်းနေမှာပေါ့နော်ဒီနှခမ်းလေးကအရန်ကောင်းတာကြည့်လိုက်အောင်နှခမ်းလေးချက်ချင်းရေတက်သွားစေတယ်တို့လားလောကပဲကျွန်မပဲပေးပါတယ်ညကလေရင်ခွင်းကိုဘာမကားလက်ကျမှာ6နိုင်ရပေါ့နော်အဲ့ဒါကို9နိုင်45လောက်ကိုရအစင်းနေဖြစ်နေရမယ်ညတွေကစဉ်းစားရတာအဲ့ရာ4နိုင်ခွဲလောက်တောင်းတယ်ပေါ့တကယ်တော့9နိုင်ခွဲမှထားပါတယ်အခုဆိုရင်လင်းပေါ်ရောက်ပါပြီလင်းပေါ်ရောက်တော့ねတော်သားလေးကတခါမှမတွေ့ဘူးဆိုတော့ဘာတွေစီလဲလိုက်ကြည့်ပါတယ်ဒီစီဘူးသမားလင်းနဲ့မှဒီလင်းကအကြီးဆုံးပေါ့နော်အကြီးဆုံးပထမဦးဆုံးစီဘူးလားပါအားကြောင့်မလိုက်ကြည့်ပါတယ်ကြည့်ပြီးပါကကြည့်ရမလဲမကြည့်ချင်ဘူးဆိုပြီးတော့အိမ်မို့ဖြစ်ပါတယ်အိမ်မို့ဖြစ်နေရင်လည်းမအိတ်ချင်ဘူးဆိုပြီးတော့အစားမချင်အောင်ပြန်စားပါတယ်ဘေးကကလေးကကြတော့လေသူလည်းဒီဟာပဲတူစားတော့ဗောနော်ဒါပေမဲ့သူကဒီဟာမစားချင်ဆိုပြီးတော့ကိုဟောက်ဝယ်ရင်ကိုစားလိုက်ပါတယ်ကိုကကုံပါပြီးနောက်တစ်အောက်လောက်ကြာမှရုပ်စင်ကြည့်ပြီးသူကပြန်စားတော့ဗောနော်အဲ့ဒါမှအားရပါရစားပါတယ်လေရင်ချိန်6နိုင်လောက်စားတယ်ရုပ်စင်ကြည့်တယ်အဲ့ဒါနဲ့ပဲရှုံးနေပါတယ်ကြည့်ပါဦးဘေးမှာဆွဆွနေနေတာအဲ့ဒါမင်းနေတာကလေးကိုသူမစားဆိုလို့နင်းဟာငါစားမယ်ဆိုပြီးတော့အဲ့လိုပြောပြီးတော့အားရပါရကိုစားနေပါတယ်သူတို့ရဲ့ဒီထမင်းတုပ်လေးရတယ်ဘယ်လိုခေါ်လဲထမင်းတုပ်ခေါ်လို့မတတ်ပါဘူးအသီးတွေလည်းဝါလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့သွားနာနေလို့ပါဆိုတော့စားပါတယ်ပြီးရင်ရုပ်စင်ကြည့်တယ်6နိုင်လုံးတာပဲလုပ်ပါတယ်အိမ်မို့လုံးလိုက်တာလည်းအိမ်လို့မရပါဘူး excited ဖြစ်နေပါတယ်မရောက်ဘူးနေအောင်ရောက်တော့မှဆိုတော့လေအိမ်မို့ကြိုးစားလိုက်တယ်အိမ်တိုင်းလည်းလုံးမျက်လုံးလုံးဝမအိမ်ပြောအောင်အဲကြောင့်မို့6နိုင်လုံးရုပ်စင်ကြည့်ပါတယ်စားပါတယ်ကုန်စားပါတယ်တစ်စက်မှမကြောက်ကုန်စားပါတော့ဒါမှလောင်းချမှလည်းအများကြီးစားခဲ့သေးတယ်နော်ပြီးတော့လည်းအခုတက်စားပါတယ်သူစုပ်ကလည်းအရင်စတောက်ကောင်းတယ်ဒီစုပ်အရင်ကြိုက်လို့စဘူးနော်ဒီကောင်တယောက်လည်းပါတယ်လုံးစုပ်နေတာဒီလိုနဲ့ရောက်ပါပြီကိုရီးယားကိုရောက်ပြီ Be careful when opening the overhead bins as items get lost.
လမ်းတော့ Thank လေး you for choosing ဆင်းတော့မှာပေါ့နော် a member of Sky Team. ကောင်း ผู้โดยสารคะขณะนี้เราได้นำท่านมาถึงท่าอากาศยานดอนเมืองเป็นที่เรียบร้อยแล้วกรุณานั่งประจำที่ ပြီလင်းရနေစင်ပြီးတော့ immigration ကိုသွားတာပေါ့နော် ဆက်လက်ဆက် နိုင်ဝလာကို เรา လာ เรา စား เดี๋ยวเนี่ยဒီတော့ကျန်တယ်အရင်ကဒီအထဲမှာတွေကလေရင်ကွင်းမှာတွေအဆောက်အအုံတွေမှာပူလာမှပူလာပြီးရမယ်ပူရတော့လည်းအေးတာခိုင်းကြနေတော့ရတယ်မလို့ထင်တာအေးတော့ဒီလိုအရင်ကြီးရောက်ပြီးကျွန်တော်တို့ဒီရောက်တော့ bus လင်းရနေ bus ကားစီးပြီးတော့ကား9မိနစ်ရောက်တော့တာလေအဲ့ဒါမှမှောင်နေပြီးတော့လူလည်းတရားမှမရှိဘူးမှောင်တော့ねအေးတယ်ဆိုတော့ဘယ်သူမှအဖြစ်မထွက်ကြအောင်တိတ်ဆိတ်နေတော့ပဲကျမတို့သွားပြီးဟမ်မြင့်ကိုတွေ့ခဲ့ပါတယ်ဟမ်မြင့်ကတနေရာရမှာပဲဘယ်နေရာမှာလဲမမိတော့ဘူးအဲ့ဒါကိုဟမ်မြင့်ဆိုပြီးတော့ဗီဒီယိုရိုက်လိုက်ပါတယ်ပြီးတော့ဟိုတယ်ရောက်ပါတယ်ဟိုတယ်ရောက်တော့ room service မှာလိုက်ပါတယ်ပြီးတော့ကျမတို့စားကြပါတယ် အားရခလာတော့ခောက်နော် ဟိုတယ်မှာကျတော့လေဟိုထိုင်ကုန်ကတစ်ခုံပဲရှိတယ်ကျမတို့က3ယောက်ဆိုတော့အဲ့ဒါကျမတို့ရေကျမ်းပြမှာပဲထိုင်စားကြပါတယ်ကျမကခောက်ဆွဲပြုတ်မှာတယ်ခောက်ဆွဲပြုတ်အဆက်နောက်ကလေးတယောက်ကျတော့ခောက်ဆွဲပြုတ်ကိုအချူမှာပါတယ်ပြီးတော့နောက်ကလေးတယောက်ကျတော့ဟမ်ဘာဂါစားပါတယ်သူတို့အဲ့ဒါမှပေးရတာပေါ့ကင်ချီတို့ဒီတခြားတခွားသီးချင်တို့ဘာလို့လဲစားလို့ကောင်းနေရောချွတ်ချွတ်လေးနဲ့ကင်ချီဆိုရင်စားဖို့များကင်ချီချင်တယ်ပါပေါ့နော်ဒီဟိုတယ်ကကင်ချီကအရန်စားလို့ကောင်းတယ်တခြားဟိုတယ်တွေကကင်ချီကလုံးဝစားမကောင်းဒီကင်ချီကချိုပြီးတော့လေစားကောင်းနေရောပဲကျမစီရဟောခလေးစီရဟောနှစ်ခုလုံးစားတယ်ဒီမှာထမင်းနဲ့ကင်ချီနဲ့စားပါတယ်ပြီးတော့မပြုတ်လေးကို slop ကျမ်းမြေမှာပဲကျမတို့ကအားရပါရစားပါတယ်ကြည်အောင်ဘေးကမြောက်သားလေးဆိုခုံမစီလို့မတည့်ရက်ပြီးတော့စားနေရပါတယ်ဒီဟိုတယ်ကလေရောပြောမဆို2ယောက်ခံတော့ဟိုတယ်လိုမျိုးပေါ့နော်အတားကို2ယောက်ခံဆိုမှနဂတိမယ်နော်ကျမတို့ကနဂတိမှာ3ယောက်အိပ်ပါတယ်အဲ့ဒါကိုအဲ့ဒီရေချိုးကန်ကလေတယောက်ရေချိုးရင်တယောက်မလာခိုင်းရအောင်မြောက်တွေနဲ့အိတ်တယ်ဆိုတော့အဲ့ဒီမြောက်တွေကြော်လာရတယ်ငါတို့အခန်းကိုမလာနဲ့ငါတို့ရေချိုးနေတယ်မလာနဲ့ဆိုပြီးတော့ပထမတစ်နေရာကျတော့အဲ့ဒီကလေးတစ်ယောက်နဲ့ကလေး3ယောက်2ယောက်ကလေး2ယောက်နဲ့ကျမနဲ့အိတ်တယ်ပေါ့နော်နောက်တစ်နေ့ကျတော့ကလေးတစ်ယောက်နဲ့ကျမနဲ့1ယောက်နဲ့အဲ့လိုပဲအိတ်ကြပါတယ်ဘာဖြစ်လဲဆိုတော့နောက်ကလေးတစ်ယောက်ကျတော့သူတငယ်ချင်းနဲ့အိမ်မှာသူတက်အိတ်တယ်ပေါ့နော်သူတို့ကအရင်ကကိုရီးယားမှာ3နှစ်နေဘူးတဲ့ဆိုတော့တငယ်ချင်းနေစီတယ်လေအဲ့ဒီတငယ်ချင်းအိမ်မှာတအိတ်ကြပါတယ်အခုဆိုရင်တနေ့သာပြပါပြီဘိုင်ဘိုင်ကျေးဇူးပါပဲ